Hello မင်္ဂလာပါကျွန်တော်ဗီဒီယိုစပြီးတော့ပြန်ပြီးတော့ဟောတဲ့နေ့မှာပဲကျွန်တော်တို့9လပိုင်းရောက်တော့မှာဖြစ်တယ်လေအဲ့တော့တစ်ပတ်လောက်ပဲကြံတော့တယ်အဲ့တော့9လပိုင်းမှာတွေ့ကြုံလာမယ်ပထမအဆုံးတနင်္ဂနွေသားသမီးတွေရဲ့ကန်ဆိုးကောင်းကိုဒီဗီဒီယိုလေးကနေအစဉ်ကျွန်တော် Tarot card လေးချိုးပြီးတော့ဟောကြားပေးသွားပါမယ်အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုကိုစောင့်မျှော်နေတဲ့တနင်္ဂနွေသားသမီးပေါင်းတို့9လပိုင်းမှာကိုယ့်ရဲ့ကန်ဆိုးကောင်းလေးတို့သိရှိခြင်းနဲ့ဆိုလို့ရှိရင်ဒီဗီဒီယိုကိုဆုံးတဲ့အထိကြည့်ရှုပေးပါကျွန်တော်တော့ဗာမင်းငိုင်တွေပဲဆရာဆိုရင်တော့ဖြစ်ပါတယ်မိတ်ဆွေတွေကိုအများအားဗီဒီယိုရက်ဒီအိုင်နဲ့ပတ်သက်ပြီးတင်ဆက်ပေးနေတဲ့ဆရာတယောက်လည်းဖြစ်ပါတယ်အဲ့တော့ဘေးချင်းတော့ဖြစ်တယ်ဗီဒီယိုမေးခြင်းတဲ့လူရှိတယ်ဆိုလို့ရှိရင်လည်းကျွန်တော်အကောင့်မှာ Viber ဖုန်းနံပါတ်တင်ပေးထားပါတယ်အဲ့ကနေဆက်သွယ်ပြီးတော့မေးလို့ရပါတယ်အဲ့တော့ကျွန်တော်စတင်ပြီးတော့တနင်္ဂနွေသားသမီးတွေရဲ့ကန်ဆိုးကောင်းတောင်းတလိုက်အောင်ပထမအဆုံးအနေနဲ့တနင်္ဂနွေသားသမီးတွေရဲ့ကိုယ်ပိုင်စီးပွားရေးနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်လွဲကြောင့်နေတဲ့စီးပွားရေးတွေပြန်လည်ပြီးတော့တက်မက်လာမဲ့အခြေအနေပိုင်းခြားတစ်ခုဖြစ်ပါတယ်။တနည်းအားဖြင့်ပြောရင်အစိုးရကနေအကောင်ကူးပြောင်းလာမဲ့အခြေအနေပိုင်းခြားတစ်ခုဖြစ်ပါတယ်။စီးပွားရေးမှာတစ်ခုသတိထားမှာတော့တာဝန်ခံမှုတာဝန်ယူမှုစကားကြုံမှုအဓိကဝစသဖြင့်ဒီလိုကိစ္စတွေဟာလိုရာတဲ့ပုံမှုပြီးတော့အာမခံတာတွေမပြုလုပ်ဖို့အတွက်လိုအပ်ပါတယ်။အဲ့ဒီကိစ္စတွေမှာစီးပွားရေးမှာအနောက်ရှက်တွေတွေ့ကြုံလာရတတ်တယ်။တနည်းအားဖြင့်ပြောရင်ဒီ9လပိုင်းဟာကိုယ့်ရဲ့စီးပွားရေးဟာအစိုးဘက်ကနေစဉ်အကောင်းဘက်ကိုကူးပြီးတော့ရောက်ရှိလာတဲ့အချိန်ဖြစ်တယ်။ဒါပေမဲ့ခဏကျွန်တော်ပြောလို့ပေါ့နော်ကိုယ့်အနေနဲ့အစင်းနဲ့မဖြစ်သေးတဲ့အရာတွေကိုယ့်အနေနဲ့မရေရာမတိချတဲ့အရာတွေကိုသွားပြီးဂတိပေးတာမျိုးတွေတာဝန်ခံတာမျိုးတွေမပြုလုပ်တာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။အဲ့တော့စီးပွားရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ကိုယ့်အနေနဲ့စိုးရာတစ်ခုဖော်ပြပေးရမယ်ဆိုလို့ရှိရင်အစုဆက်ရှယ်ယာနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်တဲ့အခါမှာတစ်ဖက်ကပတ်စံထည့်တယ်ကိုကလောအားထည့်တယ်အဲ့ကိစ္စတွေမှာတော့နည်းနည်းလေးပြဿနာဖြစ်တတ်တယ်သတိထားပါအဲ့တော့အစုအဖွဲ့အတင်းဖွဲ့တွေနဲ့ပတ်သက်ပြီးတော့ဦးစီးဦးဆောင်လုပ်ရမယ်ဆိုရင်တော့ကိုယ့်ကိုဂရုစိုက်ဖို့အတွက်လိုအပ်ပါတယ်ငွေကြေးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းမှာတော့အမှန်တကယ်ကတော့ငွေကြေးမြဲမြံမှုအားနည်းတယ်ဆိုတာကိုပြသထားတယ်ဒါပေမဲ့စိတ်ဆင်းရဲရတာတွေစိတ်ရှုပ်ရတာတွေတော့ပြန်လည်ပြီးတော့အဆင်ပြေလာလိမ့်မယ်ဆိုတော့ငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးစိတ်ဆင်းရဲနေရတယ်စိတ်ရှုပ်တာတွေကပျော်ရွှင်မှုစီကိုကူးပြောင်းလာမယ်ဆိုလိုချင်တာဗျာကိုပေးစရာရှိကိုရှင်းစရာရှိတော့ကိစ္စတွေတချို့တစ်ဝက်တွေဖြည့်ရှင်းနိုင်တဲ့အတွက်ကြောင့်မလို့အရင်ကလောက်စိတ်ညစ်တာစိတ်ရှုပ်တာမျိုးတော့မရှိဘူးပေါ့ဗျာငွေကြေးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းတွေမှာတော့ဒါပေမဲ့ခဏကျွန်တော်ပြောလို့ပေါ့နော်ငွေကြေးမမြဲမြံတာတော့ဆက်လက်ပြီးတော့ဖြစ်ပေါ်နေမယ်ဒါပေမဲ့ငွေကြေးနဲ့ပတ်သက်တဲ့အပူပင်တော့ကတော့အားနည်းလာမယ်နော်အကောင့်ဘက်ကိုဥတီလာမယ်ဆိုတဲ့အခြေအနေပိုင်းခြားတစ်ခုဖြစ်တယ်အဲ့တော့ငွေကြေးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းတွေမှာတော့ဒီလိုချိန်ခါမျိုးမှာအထက်လူကြီးတွေရဲ့ကိုညီဖေးမမှုကောင်းနေမိတ်ဆွေပေါင်းတင်တွေရဲ့ကိုညီဖေးမမှုကောင်းနေရရှိလာမယ်